ဒီဗီဒီယိုက2026ခုနှစ်ဧပြီလ26ရက်နေ့ကကျင်းပခဲ့တဲ့ဆိုညာ၏မွေးနေ့ပွဲဆိုညာ birthday 2026မှာစိတ်လှုပ်ရှားပွဲရာအမှတ်တရအခိုက်အတန့်များကိုရိုက်ကူးထားခြင်းဖြစ်ပါတယ်။အဓိကအားဖြင့်ဆိုညာနဲ့လူမီ LMSY တို့ရဲ့အပြန်အလှန်ကြီးစုတင်စကားပြောကြားခြင်းနဲ့ပရိသတ်များအားနှုတ်ဆက်ခြင်းများကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။လူမီကစင်ပေါ်တို့တက်လာပြီးဆိုညာအတွက်မွေးနေ့စီတောင်းပေးခဲ့ပါတယ်။ဆိုညာကိုချစ်ခင်သူများပြားလာသည့်အတွက်ဝမ်းသာချောင်းနဲ့ရှီးစက်မစ်နှစ်များတွင်လည်းဆိုညာပြီးမှအမြဲရှိနေမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဆိုညာကသူမရဲ့အောင်မြင်မှုများတွင်လူမီသည်အရေးပါသောအစိတ်အပိုင်းတစ်ခုဖြစ်ပြီးလူမီသာမရှိလျင်ယနေ့ကဲ့သို့ဆိုညာဖြစ်လာမည်မဟုတ်ကြောင်းလေးလေးနက်နက်ကြီးစုတင်စကားဆိုခဲ့ပါတယ်။ပရိသတ်များ၏ပံ့ပိုးမှုကြောင့်ယခုဆိုလျင်သူတို့နှစ်ဦးရဲ့တတိယမြောက် series ဖြစ်တဲ့ Hometown Romance ကလည်းအောင်မြင်နေပါတယ်။အမာခံပရိသတ်များကြောင့်သာရှိစိတ်ရန်ခွန်အားရရှိကြောင်းပြောကြားခဲ့ပါတယ်။ဆိုညာကသူမ၏မိခင်နဲ့မိသားစုဝင်များကိုလည်းကြီးစုတင်စကားပြောကြားခဲ့ပါတယ်။သူမအလုပ်ကြိုးစားရခြင်းနဲ့အိမ်မက်များကိုအကောင့်ထဲပေါ်ရခြင်း၏အဓိကရည်မှန်းချက်မှာမိသားစုကိုပြန်လည်စောင့်ရှောက်ရန်ဖြစ်ကြောင်းဖွင့်ဟခဲ့ပါတယ်။အခမ်းအနားအပြီးမှာတော့ပရိသတ်များပြင်ဆင်လာသောဆိုင်းပုတ်များအားပြီးသည့်ပစ္စည်းများနှင့်အတူအမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလည်းပြောပြပြီးသွားမှာဖြစ်လို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။